Hello အားလုံးပဲမင်္ဂလာပါရှင်မိသက်ပါရှင်မမေကဒီနေ့မှာပေါ့နော်ဒီကိုအိမ်မှာပဲလွယ်လွယ်ကူကူလှုပ်ရှားလို့ရမယ်မနှက်စာပေါ့နော်ငချိတ်ကောင်းချင်မောင်းလေးနဲ့နှမ်းထောင်းလေးကိုလှုပ်ပြတော့မှာဖြစ်ပါတယ်ရှင်ဒါကြောင့်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်ကဲဒါဆိုစမယ်နော်မမေကလေဒီကောင်းချင်မောင်းလေးကိုဒီ81 electronic ကဒီထမင်းပေါင်းအုံးလေးပေါ့နော်ဒီတနက်စာထမင်းပေါင်းအုံးလေးကိုတုံထားပါတယ်ဒီအိုးလေးကထမင်းလည်းချက်လို့ရတယ်ပြီးတော့ဒီရင်နွေးတဲ့လို့လည်းရတယ်စတူးတွေပါဟင်းရည်တွေချိန်လည်းရတယ်ပေါ့နော်မရတာပေါ့ဈေးကနေဝယ်လာတာပေါ့နော်ဒီကောင်းချင်းငချိတ်ဆန်ကိုသူ့ထဲကပါတဲ့ဆန်ချိန်ခွက်လေးနဲ့တဝက်ပေါ့နော်တဝက်ချိန်ထည့်လိုက်ပါရဲ့ပြီးရင်တော့ဒီအဖြူပေါ့နော်ကောင်းချင်းအဖြူဆန်လေးကိုလည်းတဝက်ချိန်ထည့်လိုက်ပါတယ်ဒီနှစ်ခုပေါင်းရင်တပူးရှိမှာပေါ့နော်ပြီးရင်တော့ဒီဆန်လေးကိုမမြင်တာရှည်သေးချာလေးဆေးပေးလိုက်ပါတယ်ရှင်ဒါရမမညကြရပြင်ထားတာပေါ့နော်ရေဆေးပြီးရင်ဒီကောင်လေးကိုရေစစ်မယ်ပေါ့နော်ရေစစ်ပြီးလို့ရှိရင်တော့မမေကဒါကိုရေစိမ်ထားလိုက်ပါမယ်တညပေါ့နော်တညရေစိမ်ထားလိုက်ပါမယ်မနေ့ကမှမမေကဒါချက်မှာပေါ့နော်မနေ့ရောက်သွားပြီဆိုတော့မမေကချက်မဲ့အိုးတဲ့အိုးတကန်းစီတက်တက်စီထည့်လိုက်ပါတယ်ဒီအိုးလေးကလေမီနီအိုးလေးဖြစ်ပြီးတော့ထမင်းပူးလေးနဲ့လည်းတူတာမလို့ခီးရသွားရင်တဲသွားလို့ရရဲ့နော်ပြီးရင်တော့မမေကရေထဲပါမယ်ပေါ့နော်ဒီဆန်ကိုမမေကဆန်ချေခွက်တစ်ခွက်သုံးထားမလို့ရေကိုလည်းတစ်ခွက်ချိန်ထည့်လိုက်ပါမယ်ပြီးတော့မမေကပေါ့နော်ဒီကောင်းဟင်းလေးတွေမာနေမှာဆိုလို့ရေကိုနည်းနည်းလေးပိုထည့်လိုက်တယ်ပေါ့နော်တကယ်လို့ထမင်းချက်တယ်ဆိုရင်တော့ဒီသူ့ရဲ့ဆန်ချေခွက်တစ်ခွက်ဆိုလို့ရှိရင်ရေကိုတစ်ခွက်ပဲထည့်ပေးပါမဟုတ်ရင်ထမင်းကအရန်ကိုပျော့သွားတတ်ပါတယ်ရှင်ပြီးတော့မမေကဒါစားလေးနည်းနည်းထည့်ပေးလိုက်ပါတယ်ပြီးရင်တော့မမေကစီလေးနည်းနည်းလေးထည့်ပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့အဖုံးလေးပိတ်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်ပလက်တက်လိုက်ပြီဆိုရင်ဒါမျိုးလေးပြရဲပေါ့နော်ဒီမှာ function ကိုနှိပ်ပါမယ် function လို့နှိပ်မယ်ပေါ့နော်ဒါတစ်ချက်နှိပ်ရင်ရင်နွေးပေါ့နော်နောက်တစ်ချက်နှိပ်ရင်တော့ဒါသမင်းပေါ့နော်မမေကဒါကင်မရာကိုထောင်ပြီးတော့ရိုက်လိုက်တဲ့အတွက်ဒီလိုဖြစ်သွားပါတယ်ရှင်ကဲဒီတိုင်းလေးထားပါမယ်ရှင်သူကနာရီဝက်ပေါ့နော်နာရီဝက်တောင်မှ35မိနစ်လောက်ကြာပါတယ်ဒီတိုင်းပြစ်ထားလိုက်ရုံပဲနော်ကဲဒါစပြီးတော့ပွက်နေပါရှင်ဒါဆိုမမေနှမ်းလေးသွားထောင်းလိုက်အောင်မယ်နော်ဒါကိုဒီတိုင်းလေးပြစ်ထားလိုက်ပါမယ်နှမ်းထောင်းမှုအတွက်မမေကဒီကော်ဖီဖြော်တဲ့ဇုံလေးနဲ့နှမ်းကို9စွန်းထည့်ပါရရှင်နှမ်း9စွန်းကိုမမေကစား1စွန်းထည့်တယ်ပေါ့နော်9စား1စားပါရှင်နှမ်း9စွန်းဆိုရင်စား1စွန်းပါနော်ပြီးရင်တော့ဒါလေးတွေကိုရောသွားအောင်ထောင်းပေးလိုက်ပါမယ်ရှင်ထောင်းပြီးရင်တော့မမေကပကံလေးတစ်ခုတည်းကိုခတ်ထားလိုက်ပါမယ်ဒီလိုလေးဘီဘီလို့ပေါ်နေလို့ရှင်ရပြီပေါ့နော်ဒါကြက်သွားပါရှင်ဒါလေးကလေသူကဒီတိုင်းလေးထားလို့ရှင်ဖွင့်မထားလို့ရှင်နွေးလေးဖြစ်သွားရယ်နော်မမေကဒါကိုဖွင့်လိုက်ပါတော့မယ်ဖွင့်ပြီးထဲကိုကြည့်လိုက်ပါတော့မယ်နော်ကဲအထက်အနေထားကိုဖွင့်ကြည့်မယ်ပေါ့နော်ဒီမှာပါရှင်မွေးလေးနဲ့ပေါ့နော်အရန်ကိုမွေးပါတယ်မမေကလေအဖြူနဲ့အညိုတက်စီတကန်းစီထားပေးမယ်လေရောသွားတယ်ပေါ့နော်ပကံနဲ့ခက်တဲ့ဟာနောက်တစ်စုံကမပါသွားဘူးပေါ့နော်ကဲဒီမှာပါနော်ဒါမမေကခုနနှမ်းချောင်းလေးဖြူလိုက်ပါရဲ့ရှင်ဒါဈေးကနေပြီးပဲပြုတ်လေးတော့ရလာတာပေါ့နော်ပဲပြုတ်လေးပါပေါ်ကဖြူလိုက်ပါရဲ့ရှင်ကဲနောက်ဆုံးအပေါ်ကနေအကျော်လေးတင်လိုက်ပါရဲ့နော်ဒါဆိုရင်တော့အရန်ဆောက်လို့ကောင်းတဲ့မနှက်စာကောင်းချင်းပေါ့နော်ကောင်းချင်းမောင်းလေးဖြစ်သွားပါပြီရှင်တကယ်လို့ပေါ့နော်အဖြူနဲ့အညိုမရောချင်လို့ရှိရင်တက်စီချက်လို့ရပါတယ်နော်ဒါကိုထမင်းပေါင်းနဲ့လည်းချက်လို့ရပါတယ်မမေကလေဒါဒီထဲမှာချက်လိုက်လို့ရောသွားတယ်နဲ့နော်မမေပထမကြည့်ထားတာပေါ့နော်ဒီ YouTube ကကြည့်ထားတဲ့ထဲမှာသူကထမင်းပေါင်းစီမှာထမင်းပေါင်းထဲမှာတကန်းစီထဲတာမရောသွားဘူးပေါ့နော်မမေကဒီဦးလေးနဲ့ချက်တာရောသွားပါတယ်ရှင်မရောချင်တော့တက်စီခွဲချက်ပေါ့နော်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုမမေကကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာလည်းမမေကဘာဟင်းတွေချက်ပြအောင်မလဲပေါ့နော်။ဘာမုံလေးလုပ်ပြအောင်မလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်။မမေရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပြီးတော့မှအားပေးခဲ့ကြပါအောင်နော်။အားလုံးပဲနှုတ်ဆက်ပါတယ်ရှင်။ Bye bye ။ကဲဒီမှာ coffee လေးနဲ့ပေါ့နော်။မင်းတော့ဘိုက်စာနေမို့လို့စားလိုက်ပါအောင်မယ်နော်။ Bye bye ပါရှင်။